ခုနေသေးလိုက်လို့ရပြီအဲ့တော့သားတို့ဘာလို့တလောကသမီးမင်္ဂလာဆောင်လာကြရေးကောင်ငါသိမလားနဲ့နော်လိန်ညာကကုံတယ်မင်းတို့ဘာမှလည်းလုပ်လို့မရအောင်ငါလည်းဘာမှမပြောနိုင်အောင်အဲ့တော့ဦးစင်းကသမီးတွေကိုမှားထားတယ်ငါသိရင်ဒီတိုင်းမြည်ကြီးတွေပဲမြုပ်တာတော့ဘာသူမှချရမလုပ်နဲ့ဒီခန္ဓာကိုယ်တစ်ခုတော့အသုံးဝင်အောင်ပါဟလာအကြည်လွာတို့ကြောက်ကတ်တို့ဘာတို့ကတည်သွားပြီမင်းခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းနဲ့သူ့အချိန်နဲ့သူအလုံးလုံးသေးတယ်တဲ့အဲ့ဒါမင်းတောင်ခွဲဖို့ပေးလိုက်ကွာလို့အခုတည်းပြင်ဆင်ထားတယ်အဲ့တော့ကလေးတွေကဒါရှောက်လွာတရားအေးတေးအဲ့တော့ဦးစင်းအစနဲ့အဆုံးကပြတ်သားသားပြီးမဖြစ်ဘူးလားဖြစ်လားပြီးပြီလူဖြစ်ကြိုးနတ်တာပေါ့သေးတာတော့လှုပ်သွားသေးတယ်အထက်ပစ္စည်းကိုရောညဦးစီစဉ်ထားတာဒါရောစင်နေအကုန်လုံးကိုဖြတ်ထားတာခုနကတော့ကြော်ဟင်းဘွားတို့ကပြောမနေနဲ့တော့အများကြီးကြံခဲ့ပြီအခုကနောက်ဆုံးထွက်သက်ကူငါ့ကိုလှူလိုက်ဒီခန္ဓာကိုယ်ဘာမှသုံးမရအောင်မင်းတို့ရှုပ်တယ်လေလူတွေခေါ်လိုက်ဖို့ငိုးဝယူဝဘာမှလည်းဟုတ်တယ်တကယ်ငိုတာလားအစ်စ်လားအတူလားရှိသေးတယ်အဲ့တော့ကိုကိစ္စကိုယ့်အကူတောင်းယူတာကောင်းတယ်ကလေးလည်းအားမမဟုတ်လေကျွန်တော်အတူပါချတယ်နေအလုပ်တွေပါခွင့်ယူရယူနေအောင်တော့ပြီးပြီနောက်လာနောက်သားတယောက်ကကြော်ဟင်းလို့ဖြစ်ခဲ့ဘူးတဲ့လူကအဲ့လောက်အထိကိုပြင်ဆင်သွားတယ်ဟေးဆိုရင်နောက်လာနောက်သားတွေကအတူယူစရာတစ်ခုဖြစ်မသွားခဲ့ဘူးလားထိတဲ့ကောင်းတော့ပါရှိတယ်လူဖြစ်တာတန်အောင်နေတာ